2025ဘလို့ကုန်လုံးကုန်အောင်မှမသိလိုက်ဘူးကိုလိုချင်တဲ့ရွယ်ချက်တွေမရသွားဘူးမလားဒါဆိုရင်တော့မိတ်ဆွေတို့အတွက်တစ်နှစ်စာရည်မှန်းချက်ကိုတည်တည်ချာချာစနစ်တကျသတ်မှတ်ပြီးတော့လိုက်လုပ်ဖို့လွယ်အောင်နီးလန်းတွေကိုထုတ်ပေးမဲ့ online course လေးတစ်ခုရှိတယ် Nice ဆိုတော့ကျွန်တော် personal goal setting လို့နာမည်ပေးထားတယ်ဒီ online course ကကျွန်တော်ဘဝရဲ့အကြီးမားဆုံး changes ဖြစ်စေခဲ့တဲ့ပညာရပ်တစ်ခုလို့ပြောရင်လည်းမမှားဘူးအဲ့ဒါတွေကျွန်တော် course လုပ်ပြီးတော့သင်တန်းသားထောင်နဲ့ချီကိုကျွန်တော်ပြန်သင်ပေးတယ်ဆိုတော့သင်တန်းသားတွေအနေနဲ့ကျွန်တော်နဲ့တူ exercise လိုက်လုပ်ရတဲ့အပြင်ဒီ exercise တွေကိုကိုယ်တိုင်ဘလောက်အထိပြောင်းလဲနေလဲဆိုတာလဲတိုင်းတာလို့ရတယ်ဆိုတော့အဲ့ဒါတွေကြည့်ပြီးသွားရင်ကျွန်တော်တစ်နှစ် progress ကတိတာထင်ရှားတဲ့ step တွေနဲ့ပြောင်းလဲသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့အဲ့သင်တန်းကိုပမာငွေ1000ခွဲလောက်ထက်နဲ့တက်ချင်တယ်ဆိုရင် comment မှာ personal goal ဆိုပြီးတော့မှန်းခဲ့လို့ရတယ်ပြီးွားတာနဲ့တခါတည်းကျွန်တော် page ကို message ပို့ပေးအဲ့ဒါကြောင့်ကျွန်တော်ဘက်ကပြန်ရှင်းပြမယ်ဒီ course ကဘယ်လိုမျိုးပါလဲဘာတွေသင်ပေးလဲဘာတွေလုပ်ရမှာလဲဆိုတာအားလုံးခုလိုနားထောင်ပြလို့တဲ့ကျေးဇူးများတင်ပါတယ်သင်တန်းထဲမှာပြန်ဆုံတွေ့ကြပါမယ်